တွေဆုံးအသက်တစ်ချောင်းတွေယနေ့တိုင်းယုံကန်လှရှားတယ်တော်လွင်ခဲ့တဲ့နောက်ရလေးတွေအိမ်မဲ့ပမာရမတင်ခဲ့ချင်းချင်းမှမျက်နှာစုံတစီနေစားကုန်သွားရင်တမလို့မဘယ်လိုဘဝမျိုးရောက်မှလဲတကယ်တော့လူလောကရဲ့တမစ်စရာပစ္စည်းတွေလက်နဲ့စနိုင်မှုဟာလူတကူမကယ်နိုင်ဘူးကျင်းသူလက်လျှော့တဲ့နဲ့တလန်သာရှာခဲ့တော့ခရစ်တော်တဖန်မကြွရောက်ပြီးခင်မှာသူဝင်ခွင့်တွေရှိသေးတယ်ဘုရောပြရောက်လာခဲ့ရင်အခွင့်ရမလွယ်တော့ဘူးညရတဲ့လူဘဝရဲ့စီရင်တိုင်းဒါစင်မျောရင်မစနိုင်ဆုံးဘယ်လိုဘဝမျိုးရောက်မှလဲပစ္စည်းတွေနန်းတဲ့စနိုင်မှုဟာလူတကူမကယ်နိုင်ဘူးကျင်းသူဘူးလက်လျှော့တဲ့နဲ့တလန်သာရှာခဲ့တော့ခရစ်တော်တဖန်မကြွရောက်ပြီးခင်မှာတကယ်တော့လူလောကရဲ့သမစ်စရာပစ္စည်းတွေနန်းတဲ့စနိုင်မှုဟာလူတကူမကယ်နိုင်ဘူးကျင်းသူဖူးလိုက်လျှော့တဲ့နဲ့တလန်သာရှာခဲ့တော့ခရစ်တော်တဖန်မကြွရောက်သည်ခင်မှာခရစ်တော်တဖန်မကြွရောက်သည်ခင်မှာinuntang na bay na tunina pasensong ina inuntang may na topa ading ina akipeso ton tung ding in itang pay mi malkim topa na tagin tupang piyak saktahen